Shalom ညီတဲ့ချင်းရှိပါစေဒီချင်းကာလမှာတတိပေးရမယ့်အရာတွေကျမတို့တတိပေးရမယ်ဖြစ်တယ်အချင်းချင်းတတိပေးဆွဲခေါ်တဲ့အရာတွေဆွဲခေါ်ရမှာဖြစ်တယ်ဒီချင်းကာလမှာတော့ကျမတို့ကလင်းဖို့ဖြစ်တယ်ပေါ့နော်ဆူတောင်းဖို့တင်ထလောလင်းလောဆိုတဲ့အရာတွေပေါ့နော်ဆိုတော့ကျမတို့ထားဖို့လိုအပ်တယ်လင်းဖို့လိုအပ်တယ်ဖြစ်တယ်ဒီနေ့ချိန်မှာလည်းကျမတို့ဆူတောင်းခြင်းပေါ့နော်ဆူတောင်းခြင်းဟာတအားရေးကြီးတယ်ဖြစ်တယ်ဒီချိန်မှာပေါ့နော်ဆိုတော့အများအတွက်ဆူတောင်းပေးဖို့ကိုယ့်ရဲ့မြို့တွေကိုလည်းဆူတောင်းပေးဖို့လိုအပ်တယ်ကိုယ့်ရဲ့ရက်ကွက်တွေကိုယ့်ရဲ့နိုင်ငံတီးတီးတွေဆူတောင်းပေးဖို့ဖျားရှင်ကခေါ်ထားခြင်းခံရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ယနေ့အချိန်မှာမတရားမှုတွေများပြားစွာတွေ့ရတာဖြစ်တယ်သူဆက်ကိုရှောင်ဖို့တတိပေးရမယ့်အရာတွေလည်းကျမတို့ကတတိပေးဖို့ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီချိန်ကာလမှာဆူတောင်းပေးဖို့လည်းအရေးကြီးတယ်ဆိုတော့သူဆက်ကနေလွတ်မြောက်စေဖို့ပေါ့နော်တမဲ့မှုကနေလွတ်မြောက်စေဖို့သူဆက်အမျိုးမျိုးကနေလွတ်မြောက်စေဖို့ကျမတို့ကဒီကဆူတောင်းပေးဖို့တအားရေးကြီးနေတဲ့အချိန်ဖြစ်တယ်ဟာလေလုယာမတရားမှုတွေမာနချုပ်နှောင်မှုတွေချုပ်နှောင်ခြင်းကနေသူတို့ခိုင်းထားတဲ့အရာတွေမမြင်ရတဲ့ဝိညာဉ်နယ်ပယ်မှာခိုင်းထားတဲ့အရာတွေကနေလွတ်မြောက်စေဖို့တာယေဆူတောင်းပေးကြအောင်တတ်မဲ့မှုတွေလူတွေကတတ်မဲ့မှုရှိတာတဲ့ခါမှာပေါ့နော်မာနကကောင်းကောင်းခိုင်းလို့ရတော့တာဖြစ်တယ်အဲ့ကနေလွတ်မြောက်စေဖို့ဟာလည်းတကယ်ပဲအရေးကြီးတာဖြစ်တယ်ပေါ့နော်ဒီနေ့တာယေဆူတောင်းပေးဖို့အရေးကြီးတယ်ဖြစ်တယ်ခိုးချင်းတက်ချင်းဖြစ်စီချင်းတတ်မဲ့ချင်းတွေကနေပေါ့နော်မာယွင်းချင်းတွေအမျိုးမျိုးကနေရန်သူမာနကတွေးဆောင်တဲ့အရာတွေကနေလွတ်မြောက်စေဖို့တာ၍တတိယဆူတောင်းပေးဖို့အရေးကြီးတယ်ဖြစ်တယ်ဒီနေ့ဟာကျမတို့ကဘာလဲဆိုလို့ရှိရင်ဆူတောင်းခြင်းမငြိမ်းစေဖို့အရေးကြီးတယ်ဖြစ်တယ်ဟာလေလုယာလူတိုင်းကဘာလဲဆိုလို့ရှိရင်ဆူတောင်းရမှာဖြစ်တယ်အိမ်တိုင်းကလည်းဘုရားရှင်ရဲ့တာသမီတွေဖြစ်တဲ့ခါမှာပေါ့နော်ဆိုတော့ဆူတောင်းပေးရမယ့်အရာတွေကိုမမိလျော့ဖို့အရေးကြီးတယ်ဖြစ်တယ်ဒီနေ့ချိန်ကာလမှာဘာလဲဆိုရှင်များဆူတောင်းဖို့ရည်ကြည်တယ်ဝိညာဉ်မီးတွေကိုလည်းခေါ်တတ်ဖို့ရည်ကြည်တယ်ဝိညာဉ်တော်မီးရှိတဲ့အိမ်ကရန်သူကတိုက်ဖြစ်လို့မရဖြစ်တယ်ပေါ့နော်ဆိုတော့ဝိညာဉ်မီးရှိဖို့ရည်ကြည်တယ်ဖြစ်တယ်တန်ရှင်တဲ့ဝိညာဉ်တော်ကိုမငင်းပယ်ပဲနဲ့ဝိညာဉ်မီးတွေဆေလွတ်ပေးဖို့တာယေဆူတောင်းကြအောင်အသွေးတော်တကုနဲ့ယေရှုအသွေးတော်တကုနဲ့လွှမ်းခြုံပြီးတော့ကျမတို့ဆူတောင်းကြအောင်ဒီနေ့ဖျားသခင်ပေးတဲ့ဝိညာဉ်လက်နဲ့စုံတွေကိုဆင်းပြီးတော့တာယေဆူတောင်းဖို့လိုအပ်တယ်တင်းရဲ့မြို့တင်းရဲ့ရက်ွက်တွေတင်းရဲ့နိုင်ငံတွေတင်းရဲ့မိသားစုတွေတင်းရဲ့အသင်းတော်တွေဒီကတာယေဆူတောင်းပေးဖို့ရည်ကြည်တယ်ဖြစ်တယ်ဟာလေလုယာဆူတောင်းခြင်းမငြိမ်းဖို့ရည်ကြည်တယ်ဖြစ်တယ်ယနေ့အချိန်ကာလမှာကယ်တင်ရာကာလနေ့ရက်ကာလရှိတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ကယ်တင်ကြပါလူရဲ့ဝိညာဉ်တွေကိုကယ်တင်ဖို့အရေးကြီးတယ်ဖြစ်တယ်ဆိုတော့ကျမတို့ကအချင်းတိုက်တွန်းလို့ဆိုရမယ့်အရာတွေတတိပေးရမယ့်အရာတွေမမာယွင်းတဲ့လမ်းကိုမသွားဖို့ဆိုတာပေါ့နော်တတိပေးရမယ့်အချိန်တွေလည်းဖြစ်တယ်ဆွဲခေါ်ပေးရမယ့်အချိန်တွေဖြစ်တယ်ဒါကြောင့်မလို့ကျမတို့အားဖြင့်ဆူတောင်းပေးရမယ့်အရာတွေဝန်ချတောင်းပန်ပေးရမယ့်အရာတွေဆူတောင်းတဲ့ခါမှာအရင်ဥဆုံးပေါ့နော်အရင်ဥဆုံးဝန်ချတောင်းပန်ပြီးမှဆူတောင်းပေးဖို့အရေးကြီးတယ်ဖြစ်တယ်နိုင်ငံနဲ့ဆိုင်တဲ့အရာတွေဝန်ချတောင်းပန်ပေးမယ်ဖြစ်တယ်လူအချင်းနဲ့ဆိုင်တဲ့အရာလည်းဝန်ချတောင်းပန်ပေးမယ်ဖြစ်တယ်ပေါ့နော်မာယွင်းတဲ့အရာတွေဝန်ချတောင်းပန်ပြီးမှနောင်တရခြင်းအဖြစ်ပေါ့နော်ကိုစားပြုပြီးမှနောင်တရခြင်းအဖြစ်တော့လည်းကောင်းပေါ့နော်ဆိုတော့လူတွေနောင်တရခြင်းအဖြစ်အတီးလူတွေလဲလာစေပြီးတော့ဘုရားရှင်ထံဆူတောင်းဖို့လည်းအရေးကြီးတယ်ဖြစ်တယ်ဆိုတော့မာယွင်းမှုကနေလက်ပြန်စီဖို့လည်းအရေးကြီးတယ်ဖြစ်တယ်ဆိုတော့ပေါ့နော်ယနေ့မှာကျမတို့အားဖြင့်တာ၍ဆူတောင်းခြင်းမှာရက်တည်ကြရအောင်ပေါ့နော်လူတွေယုံကြည်သူတွေအထူးသဖြင့်ဆူတောင်းပေးဖို့အရေးကြီးတယ်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ယနေ့လူတွေကပြောထားတဲ့အရာတွေဆဲထားတဲ့အရာတွေမတရားမှုလုပ်ထားတဲ့အရာတွေအဲ့ဒီကနေပါလဲဆိုလို့ရှိရင်ယုံရှာတဲ့အရာတွေကပါလဲဆိုရှင်တာတွေကိုစီချိုးဖို့လည်းအရေးကြီးတယ်ဖြစ်တယ်အဲ့ဒီအတွက်တွေကိုလည်းဝန်ချတောင်းပန်ပြီးမှတကယ်ပဲဘုရားသခင်ထံနောင်တနဲ့လဲလာစေဖို့ဆူတောင်းပေးဖို့ရည်ကြီးတယ်ဖြစ်တယ်ပြန်လဲပြီးတော့နိုင်ငံတွေကိုလည်းပြန်လဲကောင်းချီးပေးဖို့ရည်ကြီးတယ်ဖြစ်တယ်ကိုဘုရားသခင်အလိုရှိတဲ့အရာတွေနဲ့ပြန်လဲကောင်းချီးပေးဖို့ရည်ကြီးတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့
နိုင်ငံတီးကိုလည်းဝန်ချတောင်းပန်ပြီးတဲ့ခါမှာပေါ့နော်ပြန်လဲကောင်းချီးပေးဖို့ဆုတောင်းပေးဖို့ဘုရားသခင်အလိုတော်ထဲမှာအသက်ရှင်ဖို့ဆိုတော့ပြန်ပြီးတော့ဆုတောင်းပေးဖို့အရေးကြီးတယ်ဖြစ်တယ်ဆိုတော့ပြန်လဲပြီးတော့ကောင်းချီးပေးကြအောင်ပေါ့နော်ဆိုတော့ယုံကြည်သူတွေလုပ်ရမယ့်အလုပ်တွေကိုဟိုမမေ့လျော့ဖို့အရေးကြီးတယ်ဖြစ်တယ်ယနေ့မှာတာရွေးဆုတောင်းကြမယ်တာရွေးဆုတောင်းပေးဖို့အရေးကြီးတယ်ဖြစ်တယ်ဟာလေလုယာအချင်းချင်းသဘောတူညီစွာနဲ့ဆုတောင်းတဲ့ခါမှာဘုရားရှင်ကတာရွေးအလုပ်လုပ်ပေးလာမယ်ဆိုတာပေါ့နော်ဆိုတော့တာရွေးဆုတောင်းကြရအောင်နော်ဘုရားသခင်စိတ်ခိုင်းတဲ့အရာတွေတတိပေးခြင်းတွေချင်းတတိပေးခြင်းတွေဆုတောင်းပေးခြင်းတွေတကယ်ပဲအရေးကြီးနေတဲ့အတွက်ကြောင့်ပေါ့နော်ဒီနေ့မှာဒီရကိုအနည်းငယ်တိုက်တွန်းလို့ဆိုတာဖြစ်တယ်ကျမ်းစာတို့ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေရှလုံး